လား ဆက်နဲ့လေးလီ လေ ဟုတ်ပြီလားဆက်နဲ့လေးရပြီမလေးမိမိ ရှင်းမိုင်း စာမလုပ်ဘူးလား စာရီကအကုန်ရနေပြီလို့မကြီးရဲ့ အဲ့ဆိုပေးမစစ်ကြည့်ကြည့်မယ် ဟာမကြီးစစ်လို့မရဘူးလေအေးအကျောင်းဝဆရာတွေသင်ပြီးတော့မှမကြီးစစ်လို့ရမှာအကျောင်းဝဆရာတွေကမတင်ရသေးဘူး အားနေအပကြီးလေးပဲစွဲမနေနဲ့စာလုံး စာရီကအကုန်ရနေပြီလို့ကျောင်းဝဆရာတွေအကုန်သင်ပေးပြီးသွားပြီလို့မကြီးရဲ့ အဲ့ဆိုအလီရော အလေးလေးရပါတယ်လို့ရသေးတယ် တော့မစစ်ကြည့်မယ်တော့ အလီစားမရှိဘူးသမီးမ အဲ့ဆိုမရအောင်လားအဲ့ဆိုဆိုပြကြည့်ဘောတက် တစ်တလီတစ်နှစ်လီနှစ် တစ်တလီဆိုခိုင်းတော့မဟုတ်တစ်တလီကလူတိုင်းရတယ်လူတိုင်းရတယ် ဘာသွားမှလဲလို့ နှစ်လေးနေစဆို နှစ်တလီနှစ်နှစ်လီလေးနှစ်သုံးလီ6နှစ်လေးလီ8နှစ်5လီ10နှစ်6လီ7နှစ်နှစ်9လီ14နှစ်8လီ16နှစ်9လီ18နှစ်10လီ20 အဲ့ဆိုစနေလီဆိုကြည့် မကြီးစနက်လေးထီကကြိုက်တာမေးလေစနက်ပနက်လေးလေမေး အားကနေမပြောနဲ့ပေါ်တက်လား မေးကြိုက်တာမေး နေမနော် ရတယ်နေမြရှင်နိုင်ရပြီမလား စနေလေးလီ လေ ဟုတ်လို့လားစနေလေးရလီဟိုမှာပဲစနေခဏလီ 30 ဟုတ်လို့လား ဟုတ်တယ်သမီးချက်ချင်းတော့ဖြေနိုင်တယ်အကောင်အလီတွေအကောင်ရလို့ အေးစနေကိုလီ ခုနှစ် နေမဟုတ်တော့ဘူး ဟုတ်တယ်တော့ စနေကိုလီခုနှစ်ဆိုတော့ဖြစ်နိုင်ပါမလားနေဟာ ဟာဘာလို့ဖြစ်နေရမှာလဲမကြီးရတယ် မရတော့ငါမသိဘူးဆိုရင်နေငါ့ကိုစိုးပြချင်တဲ့ဟာနေစိုးပြနေ ဒုက္ခပဲတကယ်ပါဆိုမှစနစ်ကိုလီခုနှစ်ပါလို့ပြောနေတဲ့ဟာ ငါမသိတဲ့နေငါ့ကိုဂျင်းထည့်နေရနော် ဘာမှချင်းမဖြစ် မရအောင်ငါအလီစားတော့ဝင်မရမှာဆိုနေ ဟာ ရှာမရှိနဲ့ အလီစာဦးတည်းပြင်းစရာဘာလို့မဝင်မှာလဲမကြီးရတယ် ရှာမရှိနဲ့ဆိုရှာနေတော့ပိတ်ပြီငါတော့ဝင်မယ်ဆိုတော့ A few moments later. အလီရဆိုတော့ငါထည့်နေငယ်မမီမီ ဘာလဲမကြီး အားနေပုံပြီးပဲစွဲမနေနဲ့အားနေပုံပြီးပဲဆွဲမနေစာကြည့်စာလုံး စာမလုပ်ချင်ဘူးလို့ အပေါ်တက်ထိုင်အပေါ်တက်လာလို့ ဘာတော့လို့ ငါနဲ့အလီမေးမယ်နော် မေး ငါပောက်ခဲ့ရဖြေစနေခုနှစ်လီ စနစ်ခုနှစ်လီ98 ငယ်မအဲ့ကြောင့်နေငါဂျင်းထည့်တယ်ဟုတ်လားစနေခုနှစ်လီ ဟုတ်တယ်လေခုစနစ်ခုနှစ်လီ98 စနေခုနှစ်လီ84 80လေဟုတ်လို့လား นี่ဘူး94လို့ပြောပြ မသိဘူးလေသမီးရတယ်သမီးမေးစနေ3လီ ဟဲ့ရော89 အလီမရဘူးနေအလီမရဘူး ရတယ်မရသိမြင်မြင်ပြောနိုင်တယ်လေ အဝေးဖြေနေတယ်မိမိရဲ့နေမြနေစာချက်တော့ မကြက်ချောအေးအလီစောက်တွေကပြင်းချောင်းတယ် ကြည့်လိုက်စမ်းပါစိတ်ဝင်စားစရာကောင်းတယ်ကြည့် အလီဆောင်လေးအချစ်စရာလေးအကောင်ပုံစံလေးနဲ့ဂျန်ဝက်လေးပါတယ်ကြားလေးပါတယ်ငှက်တယ်လေးပါတယ်စိတ်ကြီးမမူတောင်ပါသေးတယ် ဒီခွက်လေးလည်းပါတယ်တွေ့လား ဟုတ်တယ်ချစ်စရာလေးပဲဒီမှာလေးစင်ခန်းလုပ်တဲ့ဟာလေးတွေလည်းပါတယ် ဟုတ်တယ် 3 4 3ပြီးဒီမှာဖြည့်ရမှာလား ဟုတ်တယ်ဒီမှာဖြစ်ကမှာအဲ့ဆိုစနစ်တလီ စနေဟိုဒါလေးလည်းမစိုးဘူးမိုက်တယ်တော်လေးစင်ခန်းလုပ်တဲ့ဟာလေးတွေလည်းပါတယ်စောက်လေးကကာလော်လေးတွေစောင်းနေတာပဲအကောင်လေးတွေလည်းပါတယ်အဲ့ဆိုရင်တမိသားနဲ့ပဲစားကြတော့မယ်အလီတက်လိုက်အောင်မယ် အလီအဲ့ဒါနဲ့ပဲအလီကျက်လိုက်တော့ ကြမယ်ဆန်လက်ဒါလေးစားတယ်ဆန်လက်ဒါလေးနဲ့စားလဲဆန်လက်တော့လေးတော့စားချအောင်ဆန်လက်လေးလေးစားချေဆန်လက်5လီ60မမမီမီလိုမျိုးအလီကျင့်ရမှာအရန်ပြင်းတဲ့သားမီမီလေးတွေရှိလားအဲ့ဆိုလို့ရှိရင်ဒီမှာလုံးဝချစ်စရာကောင်းပြီးတော့ကာလာလေးတွေလည်းစုံနေရှိတယ်ဒီလိုအလီစာအုပ်လေးတွေကိုမမတို့ရဲ့ IG မှာဈေးသက်သက်သာနဲ့ရမယ့်အပြင်မှာ30%တောင်မှရှိုးစိမ်းနဲ့ရှိမှာဆိုတော့အများဆုံးလာဝင်လိုက်တော့နော်